ခင်ခုဘာလုပ်နေရလို့ထင်လဲနေခင်ရဲ့မျက်နှာကိုနည်းနည်းပြောင်းချင်တာမို့လို့ဓမ္မပရိုရောက်ရှိနေရဖြစ်ပါတယ်ခင်ဘာတွေလုပ်မလဲဆိုတာခင်နဲ့တူတူလိုက်ကြည့်ပါနော်အရင်ဆုံးဆီယာမနဲ့တွေ့ပြီးတော့ခင်လူချင်တာလေးတွေလှုပ်ချင်တာလေးတွေဆွေးနွေးတိုင်ပင်ဖြစ်တယ်သေးပေးထားတဲ့ချိန်ကိုပြန်ပြီးတော့အားပေးနေရပါခင်လူချင်တဲ့ပုံစံကြတော့ကိုယ့်ရဲ့ရှိရင်ဆွဲမျက်နှာအစိပ်အပိုင်းတွေကလုံးဝပြောင်းလဲသွားတာမျိုးမဟုတ်ဘဲနဲ့ပုံစံလေးအတိုင်းအဝယ်ပို့ပြီးလှသွားတာကိုလိုချင်တာပေါ့နော်မြစ်ကွင်းညိုတာရဲ့ပြီးရင်ခင်ရဲ့နှက်ခမ်းအတွက် lip filler လေးထိုးခဲ့တယ်ဒါကတော့ထိုးပြီး3ရက်မြောက်နေပါအဲ့တော့9ရက်မြောက်နေ့မှာခင်ဘလော့တီရိုက်နေဖြစ်ပါတယ်အယောင်လေးမကြသေးတော့နှက်ခမ်းလေးကနည်းနည်းထူသေးရပေါ့နော်အယောင်ကျသွားတဲ့ final result ပါခင်လိုချင်တဲ့အတိုင်းပဲခင်နှက်ခမ်းပုံစံလေးမဖြစ်ဘဲနဲ့ပို့ပြီးတော့ဖူးဖူးလေးဖြစ်တယ်ပေါ့နော်လုပ်ခဲ့တာလေးကတော့လက်ရအရင်သိတတ်တယ်ဒီထဲမှာသုံးတဲ့ဆေးတွေကလည်း quality ကောင်းတယ်ပြီးရင်ဆရာဝန်ကိုယ်တိုင်ထိုးပေးတာဆိုတော့ခင်တို့စိတ်ချရတယ်အဲ့တော့ result ကိုအရင်သဘောကျနေရမို့လို့ပဲအလားပါကြိုက်တဲ့သူတွေဆိုရင်ဓမ္မပရိုမှာဆရာဝန်နေနဲ့တေချာဆွေးနွေးတိုင်ပင်ပြီးတော့လုပ်လို့ရပါတယ်